အားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့ခီးတော်လေးတစ်ခုထပ်ဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးမှာတော့လန်ခီမှာကြုံတွေ့ရတဲ့တော်တော်တဘာဝအလှပတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအခုမိတ်ဆွေတို့မြင်တွေ့နေရတာကတော့ကလော့အတွက်တုတ်ကိတ်ဖြစ်ပါတယ်ခင်ဗျာငါချစ်တွေကောင်းလုံးမင်းကိုပုံပေးထားခဲ့မိတော့လေနောက်ဆုံးတော့ချမ်းသာခဲ့တာပဲငါစိတ်စရနာထားမိတာလည်းကားလို့ရတော့ခဲ့တယ်ချိန်ညာလာပြောချစ်သူရဲ့တကယ်လို့များလာမတွေ့ခဲ့ရဲ့အရှင်လို့ကိုပြောပြလို့စပါလို့နေချိန်တိုင်းလေးဘောစသွဲလေးလို့ပါမမမေးတဲ့ကွာဒါဟာငါမိသားတရားအခုမိတ်ဆွေတို့မြင်တွေ့နေရတာတော့အောက်ဘက်မျိုးဖြစ်ပါတယ်ခင်ဗျာအောက်ဘက်မျိုးကတော့ကလော့တက်ဆိုင်နည်းနည်းလေးပူပါတယ်ခင်ဗျာနေရာထဲကတော့တက်တန်းတက်တာရှိပါတယ်အောက်ဘက်မှာကားကိုဝင်ပြရင်လည်းရိတ်ထားတနေ့တီးပင်ဖြစ်ပါတယ်ခင်ဗျာလက်တဝက်လောက်မှာကားပြက်ပြီးခဏကျွန်တော်တို့နားနေဖြစ်ပါတယ်ခင်ဗျာတလန်းလုံးပြက်လိုက်ပြင်းလိုက်ပြက်လိုက်ပြင်းလိုက်နိုင်ပါကျွန်တော်တို့ခီးဆဲခဲ့ရပါတယ်မိုးကအရင်မရွာလို့တော်သေးတယ်ခင်ဗျမိုးရွာရင်တော့ကျွန်တော်တို့ကားပြက်လိုက်မိုးကရွာလိုက်နေတော်တော်လေးတော့လှမှာဖြစ်ပါနဲ့ဒီနေရာကတော့မိတ်ဆွေတို့အကောင်လုံးရင်းနှီးမိသားဖြစ်မယ်ထင်ပါတယ် TikTok တွေမှာလည်းခဏခဏတွေ့ရပါတယ်ခင်ဗျာဒီရဲ့ပူကြီးရွာနာရဲ့ဈေးလေးဖြစ်ပါတယ်ခင်ဗျာဒီနာကကြွားလူတွေကတော့သူတို့ခြံထွက်သီးနှံတွေကိုဒီနာမှာပဲတတိုင်းတစ်ပိုင်းလာရောက်ရှာကြချင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကတော့အာလူနိုင်ရတော့အပိတ်ခဲ့ပါတယ်ခင်ဗျာအခုမိတ်ဆွေတို့မြင်တွေ့နေရတော့ညောင်ရှင်မျိုးတီကိုဝင်လာရှင်းတွေ့ရတဲ့မြင်ကွင်းလေးတွေဖြစ်ပါတယ်ခင်ဗျာငါချစ်တွေကောင်းလုံးမင်းကိုပုံပေးထားခဲ့မိတော့လေနောက်ဆုံးတော့ချမ်းသာခဲ့တာပဲငါစိတ်စရနာထားမိတာလည်းကားလို့ရတော့ခဲ့တယ်ချိန်ညာလာပြောချစ်သူရဲ့တကယ်လို့များလာမတွေ့ခဲ့ရဲ့အရှင်လို့ကိုပြောလို့စပါလို့နေချိန်တိုင်းလေးဘောစသွဲလေးလို့ပါမမေးတဲ့ကွာဒါဟာငါမိသား
ခုတွေ့မြင်နေရတာတော့ညောင်ရွှေမျိုးအဝင်ကနတ်တီကန်ဖြစ်ပါတယ်ခင်ဗျာဒီနားလေးရမြင်ကွင်းလေးရတော့အရန်တဘာဝဆင်ပြီးလှပပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီနေရာလေးကိုပထမဆုံးရောက်ဖို့ရှိဖြစ်တော့အရန်ကြီးလှတယ်အရန်သဘောကျပါတယ်ခင်ဗျာမဆိုရအနေနဲ့လည်းကျွန်တော်ဗီဒီယိုလေးကိုသဘောကျမယ်လို့မျှော်လင့်ပါတယ်တကယ်လို့သဘောကျခဲ့ရင် like and subscribe နဲ့လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာနောက်ရှိဘူးတွေရောက်ပြီဒီကဒါနောက်ရှိဘူးဒါနောက်ရှိဘူးနောက်ရှိလို့ပါတယ်အခုမြင်တွေ့နေရတော့ညောင်ရှင်မျိုးထေကိုရောက်နေခြင်းဖြစ်ပါတယ်ညောင်ရှင်မျိုးကတော့ရန်ကြီးမျိုးကြီးတော့မဟုတ်ပေမဲ့လည်းတက်တက်ရဲ့နေရှင်စပွဲဖြစ်ပါတယ်ခင်ဗျခုမြင်တွေ့နေရတော့ညောင်ရှင်မျိုးရဲ့အပေါ်စီးမြင်ကွင်းလေးဖြစ်ပါတယ်ညောင်ရှင်မျိုးကအရင်အင်ရှင်ပြီးလှပတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်မစ်ဆွေတို့ကိုလည်းတစ်ခါတော့အရောက်လာဖို့ဖိတ်ခေါ်ရှင်ပါတယ်ခင်ဗျတကယ်လို့များကျွန်တော်ဗီဒီယိုလေးကိုချိန်နေသက်ခဲ့ရင်like and subscribe လုပ်ဖို့ထပ်မံတောင်းဆိုရှင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းထပ်မံတွေ့ဆုံဖို့ပြောလိမ့်ပါတယ်ခင်ဗျ